အရဟံသာဘဂဝါဆုံးကိုးပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားတပည့်တော်မှာအစဉ်အနှံ့နှင့်ပြည့်စုံသောဣမလာရေစဉ်ကိုကပ်လူပူဇော်ပါမည်အရှင်ဘုရားဘဝဘွားဟောင်းမြတ်စွာကတော်ဆက်ခဲ့ဘူးသောဘိုးဟောင်းဘွားဟောင်းမိဟောင်းဖဟောင်းများနဲ့တကွပရန်ဆက်ရှိခဲ့ဘူးသောဆွေတော်မျိုးတို့အပေါင်းမမြင်အပ်တဲ့ပုဂ္ဂိုလ်တို့အားကျွန်ုပ်မှပညာရှိပါကကြည်အေးပေးပါခြင်းနဲ့ပေးပါခွင့်လွှတ်ပေးပါသင်တို့အားလုံး၏ကိုးစားကျွန်ုပ်မှနေ၍မြတ်စွာဘုရားရှင်ဟာဣမလာရေစဉ်ဖြင့်ကဲ့လူပူဇော်ပါသည်ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒတကုတော်နန္ဒမေတ္တာတော်နန္ဒသစ္စာတော်နန္ဒပါရမီတော်နန္ဒတို့နှင့်ပြည့်စုံတော်မူသောတတ်တော်ထင်ရှားအရှင်မြတ်စွာဘုရားအားဩဒိတရေမတ်တမှုအာယုံပြု၍အကျွန်ုပ်ကိုစောင့်ရှောက်သောကိုယ်ဆောင်နံအကျွန်ုပ်ကိုစောင့်ရှောက်သောအဆောင်ရှောက်များနဲ့တကွာဆွေစဉ်မျိုးဆက်ပရန်ဆက်ဆွေတော်မျိုးတော်အပေါင်းမမြင်အပ်တဲ့ပုဂ္ဂိုလ်များနဲ့တကွာတိုင်နှန်းရှင်အားလုံးတို့အားရည်စူ၍၎င်းတို့နှင့်ပေါင်းစု၍၎င်းတို့နှင့်အတူတကွာဣမလာရေစဉ်ကိုအရှင်မြတ်စွာဘုရားထံတရားကြည်ပြုစွာဖြင့်မွန်မြတ်တန်ဆင်းစွာကပ်လူပူဇော်လူရန်မာ၏အလူခံတော်မူပါဖျားအလူခံတော်မူပါဖျားအလူခံတော်မူပါဖျား